အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မြတ်သွေကအမေရိကန်မှာလူတွေမခံမရနိုင်ဖြစ်နေကြတဲ့ ICU သူနာပြု Alice Battery ဘယ်လိုတိတ်ဆုံးခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီး current news အနေနဲ့တင်ပြသွားပါမယ်အမေရိကန်နိုင်ငံရဲ့လမ်းမပေါ်မှာလူတစ်ယောက်ဟာဖုန်းတစ်လုံးကင်ပြီးဗီဒီယိုရိုက်နေရင်းနဲ့စက္ကန့်ပိုင်းအတွင်းအသက်ပြောက်သွားခဲ့ပါတယ်သူဟာရာဇဝတ်သားတယောက်မဟုတ်ပါဘူးသူဟာလူအသက်တွေကိုကယ်တင်နေတဲ့စစ်မှုထမ်းဟောင်းစေယုံက ICU သူနာပြုတူပါဒါပေမဲ့သူဟာမြို့လေကောင်လမ်းမကြီးပေါ်မှာလူပေါင်းများစွာရဲ့ရှိမာနေမယ် Federal Agent တွေရဲ့ကြီးစံ10တောင်းနဲ့ပြစ်တက်ခြင်းခံခဲ့ရပါတယ်ဒါဟာမတော်တဆမှုလား Alice ဟာတကယ်ပဲပြည်တွင်းအကြမ်းဖက်လားသူ့လက်ထဲမှာတနက်ကိုအသင်ကင်ထားလို့ Federal Agent တွေကသူတို့ကာကွယ်ဖို့တနက်နဲ့10ချက်တောင်ပြစ်ခဲ့ရသလားဆိုတာကိုတွေ့ရှိရတဲ့သတင်းဗီဒီယိုတွေကိုပြန်ကြည့်ပါမယ်ဒါက Alice ကားလိုင်းရှင်ဒါမှမဟုတ်စနစ်တကျလောက်ကြံမလားဒီနေ့မှာတော့တကဘာလုံးကိုတုံလို့စီခဲ့တဲ့ Alice Battery ဖြစ်စဉ်ကဒီလိုပါ2026ခုနှစ်ဇန်နဝါရီလ24ရက်နေ့မှာ Minneapolis မြို့ရဲ့ Nicholas Avenue လမ်းပေါ်မှာအခြေအနေတွေကတင်းမာနေပါတယ်ICE Federal Agent တွေကလူဝင်မှုကြီးကြပ်ရေးစစ်စင်ရေးတစ်ခုကိုပြုလုပ်နေချိန်မှာသူတို့ဝင်ရှာခြင်းနဲ့ဆိုင်ကိုဝင်ရှာလို့မရဖြစ်ခဲ့ပါတယ်ဒေါသထွက်နေတဲ့ agent တွေဟာအနားမှာဆန္ဒပြနေတဲ့သူတွေနဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းများအရ Alice ဟာလမ်းတစ်ဖက်မှာရပ်ပြီး agent တွေကိုသူ့ဖုန်းနဲ့ဗီဒီယိုရိုက်နေပါတယ်။ agent တဦးကသူ့အနားကအမျိုးသမီးတဦးကိုအတင်းတွန်းထုတ်လိုက်ပါတယ်။ Alice ကအဲ့ဒီအမျိုးသမီးလဲမကျသွားအောင်လမ်းဖမ်းပြီးကူညီလိုက်ပါတယ်။အဲ့ဒီချိန်မှာ agent တဦးက Alice ရဲ့မျက်နှာကိုငရုတ်ကောင်းစပရေးဘူးနဲ့ပတ်လိုက်ပါတယ်။မျက်နှာထိသွားပြီးဘာမှပြန်မလုပ်နိုင်တဲ့ Alice ဟာညာဘက်လက်ကဖုံးကင်ထားပြီးဘယ်ဘက်လက်ကဘာမှမကင်ထားပဲလဲကျသွားပါတယ်။ချက်ချင်းပဲ agent 9ယောက်6ယောက်လောက်ဝိုင်းလာပြီး Alice ကိုမြေကြီးပေါ်ကိုဝိုင်းဖိထားကြပါတယ်။ Alice မြေပြင်ပေါ်မှာဝိုင်းအဖိခံထားရပြီး10စက္ကန့်အကြာမှာသူ့မှာတနက်ပါတယ်လို့ agent တဦးရဲ့အော်တန်ကြပါတယ်။ကြည့်ရတာသူ့မှာပါလာတဲ့လိုင်စင်တနက်ကိုတွေ့သွားပုံရပါတယ်။နောက်9စက္ကန့်အတွင်းမှာနေမဲ့တတိုင်းတိုင်းတန်တွေပေါ်လာပြီး Alice ရဲ့ကိုယ်ပေါ်ကိုကြီးစံ10တောင်ထပ်မံပြစ်ခတ်ခံခဲ့ရပါတယ်။ဒီဖြစ်ရမှာအဓိကအငင်းပွားစရာနှစ်ခုရှိလာပါတယ်။ပထမအချက်ကအစိုးရဘက်က Alice မှာတနက်ပါတယ်လို့ဆွဆွဲပြီးဓာတ်ပုံတစ်ပုံထုတ်ပြခဲ့ပါတယ်။ဒါပေမဲ့ The New York Times လို့သတင်းဌာနကြီးတွေရဲ့ video analysis ရသူဟာအပြစ်မခံရခင်အထိဖုံးကိုပဲကင်ထားတာပါ။ဒုတိယအချက်ကတော့အိမ်ဖြူတော်ဘက်ကစုံစမ်းစစ်ဆေးမှုတေချာမလုပ်ရသေးခင်မှာပဲ Alice ကိုပြည်တွင်းအကြမ်းဖက်သမားလို့နာမည်တက်ဆွဆွဲခဲ့တာပါဒီကိစ္စကြောင့် American ပြည်သူတွေကြားမှာအတော်လေးဒေါသထွက်စရာဖြစ်လာခဲ့ပါတယ်လူအသက်ကိုကယ်တင်ပေးနေတဲ့သူနာပြုတယောက်ဟာလမ်းမပေါ်မှာဒီလိုပဲအဆုံးသတ်သွားရတာဟာတကယ်ကိုဝမ်းနည်းစရာပါပဲဒါဟာအစိုးရ agent တွေရဲ့ခုခံကာကွယ်မှုလားဒါမှမဟုတ်လက်လွန်ခြေလွန်လုပ်ခဲ့တာလားတရားမျှတမှုမရှိတဲ့လုပ်ရက်ကိုဘယ်လိုထင်တယ်ဆိုတာခမန့်မှာရေးပေးသွားပါအောင်နော်ဒါကတော့ဆရာ Richard မျိုးသက်ရေးသားခါခဲ့တဲ့သတင်းအကြောင်းအရာလေးကိုမြတ်သွေကပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်မြတ်သွေပြောပြခဲ့တဲ့သတင်းအကြောင်းအရာလေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပေးသွားပါအောင်နော်နောက်မှပြန်တွေ့ပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်